ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ခဏလောက်အချိန်ယူပြီးတော့မှနှုတ်ကပတ်တော်ခွန်အားယူရအောင်လို့နော်ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်ကျွန်တော်ခွန်အားယူမဲ့အရာကတောင်းကြလောတောင်းလင်ကြမီရှာကြလောရှာလင်တွေ့မီခောက်ကြလောခောက်လင်တကားဖွင့်မီခောက်တောင်းသောသူမိဒီကားရ၏ရှာသောသူလည်းတွေ့၏ခောက်သောသူအားလည်းတကားကိုဖွင့်၏ကျမ်းပိုက်ကဘယ်လောက်လဲရှမသက်ခန်းကြီးခွန်ခန်းငယ်ခွန်ရှစ်ဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ယူလာတဲ့ဒေသနာပါလဲဆိုတော့ကျွန်တော်တို့ဘာကိုဆွတ်တောင်းကြမလဲနော်ဒီမနေ့မှာကျွန်တော်စဉ်းစားဆင်ခြင်ဖို့ဘာအတွက်ဆွတ်တောင်းချင်ကြတယ်လဲဆိုတဲ့မိခွန်းပဲဖြစ်ပါတယ်ဆိုတော့ဒီမနေ့မှာတယောက်ချင်းစီတိုင်းဆွတ်တောင်းချင်တဲ့အရာတွေအများရှိမယ်များသောအားဖြင့်ကျွန်တော်လူအနေနဲ့ကျွန်တော်တို့လူသားဖြစ်တဲ့အားလျော်စွာကျွန်တော်တို့စားဖို့တောက်ဖို့စာဝတ်နေကျမ်းမာဖို့ဟာလားညာကြီးကျွန်တော်တို့ဆွတ်တောင်းတတ်ကြတယ်ဒါပေမဲ့ဖယားအလိုရှိသောအရာကဘာဖြစ်မလဲဆိုတဲ့အရာပေါ်မှာကျွန်တော်တို့ဆွတ်တောင်းတတ်ဖို့လဲလူတာဖြစ်တယ်ဆိုတာလေးကိုဒီနေ့မှာအနည်းငယ်ပြောပြချင်တယ်ဆိုတော့ကျွန်တော်တို့ဖတ်ထားတဲ့ကျမ်းပိုင်းရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီးခွန်အငယ်ခွန်ကနေရှစ်ကတော့တောင်းကြလောပထမစလုံးကပါလဲပြောကြည့်ပါဦးတောင်းကြလောပြောကြည့်ရအောင်တောင်းကြလောဆိုတော့ပထမစလုံးကိုကျွန်တော်တို့ဒီတိုင်းဖတ်တဲ့အခါတောင်းကြလောပေါ့နော်တောင်းကြလောဒါပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားကဘယ်လိုစိတ်နဲ့စိတ်ထားရှိရမလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေ့မှာအနည်းငယ်ဝင်ငှချင်တယ်ကျွန်တော်တစုံတယောက်စီမှာကျွန်တော်တို့ဆုတောင်းရင်ကျွန်တော်စိတ်နှလုံးသားကဘယ်လိုအနေထားနဲ့ကျွန်တော်တောင်းရမလဲပေါ့နော်ဆိုတော့ကျွန်တော်လူတယောက်စီမှာကျွန်တော်တောင်းရင်ဟေးငါ့ကိုအဲ့ဒါပေးဟောပေးလို့တောင်းလို့ရလားမရဘူးအစစ်မပြေဘူးလေနော်ဆိုတော့ကျွန်တော်တို့လူတယောက်ချင်းလူချင်းစီတောင်မှကျွန်တော်တို့ကြိုက်တယ်လို့ပြောပြီးတော့တောင်းလို့မရဘူးဆိုတော့ကျွန်တော်စိတ်နေစိတ်ထားဘယ်လိုဖြစ်ရမလဲအနှိမ့်မှာပဲထားပြီးတော့ပေါ့နှိမ့်ချချင်းထားပြီးတော့မှဟောဒါလေးကိုပေးပါလားဒါလေးကိုလှုပ်ပေးနိုင်မလားဆိုပြီးတော့နှိမ့်ချချင်းနဲ့သူတို့ကဘာလုပ်ရမလဲတောင်းရမယ်အဲ့ဒါလိုချင်းအောင်အဲ့လိုလုံးမှပေးခြင်းနဲ့စိတ်ရှိတယ်ဆိုတာပြောတွေ့ရတယ်ဆိုတော့ဖယားကိုလည်းပဲကျွန်တော်ဘယ်လိုတောင်းသင့်လဲဆိုတဲ့ဟာပေါ့နော်ဆိုတော့ကျွန်တော်ဖယားရှင်မှာလည်းပဲကျွန်တော်ဆုတောင်းတဲ့ခါမှာကျွန်တော်ကြိုက်တယ်လို့ဖယားကိုတော့ပြောလို့မရဘူးဖယားကိုတောင်းတာကြာပြီခုလေးလည်းမပေးဘူးသွားပြောလို့မရဘူးဆိုတော့ကျွန်တော်ဖယားဒါလုပ်ပေးဖယားဒီနေ့ကစားဒါလုပ်ပေးဒါပေးဆိုပြီးတော့ကျွန်တော်တို့ဖက်ကနေပဲလူချင်းတဲ့အရာကိုသွားပြောလို့အစင်မပြေဘူးကျွန်တော်ဖယားလူချင်းအောင်မှကျွန်တော်တို့နှိမ့်ချခြင်းနဲ့တောင်းမယ်ဆိုရင်ဖယားကိုတော့ပူပြီးတော့မှကျွန်တော်တို့ကလေးစားစားနဲ့ယူတည်ခြင်းနဲ့ကျွန်တော်တို့ဆုတောင်းဖို့ဆိုတဲ့အရာလေးကိုကျွန်တော်တို့အင်မတန်မှအရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကဘာလဲရှာကြလောဆိုတဲ့စကားလုံးလည်းပဲဘယ်လိုစိတ်နေစိတ်ဓာတ်နဲ့ရှာဖို့လဲဆိုတဲ့ဟာနော်ဟိုဥပမာဒီခန်းထဲမှာကျွန်တော်တို့ပတ်စံပြောက်သွားတယ်ပတ်စံတနေရာမှာပြောက်သွားတယ်ဆိုရင်ကျွန်တော်ဘယ်လိုရှာလဲတောင်းစီအောင်ကျွန်တော်တို့တမျက်စိလေးနဲ့မတွေ့အောင်ရှာတယ်ဆိုတော့ဒီဟာပြောချင်တဲ့ခါကျတော့တအားတွေ့ချင်တဲ့တအားရချင်တဲ့စန္ဒနဲ့ရှာဖို့ဖြစ်တယ်ဆိုတာလေးကိုဒီနေ့ကျွန်တော်တို့အမှတ်ရဖို့လိုတာပေါ့နော်ဆိုတော့ရှာကြလုံးဆိုတဲ့ခါကျတော့ခဏလေးပဲရှာပြီးတော့ထွက်သွားရင်အဲ့ဒါကျတော့မပြည့်စုံဘူးပေါ့မတွေ့နိုင်ဘူးပေါ့နော်ဆိုတော့မတွေ့အောင်တွေ့တဲ့အထိဘာလုပ်ဖို့လိုလဲ
ရှာရမယ်ဆိုတာလေးကိုဒီနေ့မှာခွန်အားပေးချင်တာဖြစ်တယ်ကျွန်တော်တို့တွေ့ပျောက်သွားတဲ့ကြာသွားတဲ့ပတ်စံအကျွေစီလဲတော့မှမရမကကျွန်တော်တို့ရှာတယ်ဆိုရင်ကျွန်တော်တို့ဖယားကိုတွေးဖို့ကြတော့ဘယ်လောက်ထိရှာမလဲဆိုတော့ဖယားကိုတွေးဖို့ကျွန်တော်တို့နေ့နဲ့ညနဲ့အားတဲ့အချိန်တိုင်းမှာဖယားကိုရှာဖို့လိုပါတယ်ဆိုတာလေးကိုလည်းပြောချင်တယ်ဒီမှာတော့ကျွန်တော်တို့ရွှေချမ်းကျဲရှင်ယောရှုမဆာ1:8မှာပြောလဲဆိုတော့ကျမ်းစာကိုမဖတ်မယူပဲမနေနိညာမပြတ်ကြည့်စုဖတ်ယူရမည်သူဖြစ်လင်းတင်အကြံလေးထမြောက်လိမ့်မည်လို့ဖော်ပြထားတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ရှာမဲ့အရာဖယားကိုရှာမဲ့အရာလေအမြန်ဆုံးနဲ့ကျွန်တော်တွေ့နိုင်အောင်ကျွန်တော်တို့စိတ်ရှိစွာနဲ့ရှာရမယ်စိတ်ရှိစွာနဲ့ရှာမယ်ဆိုတဲ့အချက်လေးဖြစ်ပါတယ်ခုနတောင်းကြလို့ဆိုတဲ့ဟာကျတော့ကျွန်တော်တို့နှိမ့်ချစွာနဲ့ကျွန်တော်တို့ကိုစိတ်ထားလုပ်ပြီးတော့မှဖယားကိုတောင်းဖို့ဖြစ်တယ်ရှာဖို့ကလည်းပဲမတွေ့အောင်နော်ကျွန်တော်အမြဲတမ်းမလုပ်ရမလဲရှာဖို့လူတယ်ဆိုတဲ့အရာလေးကိုကျွန်တော်ပြောချင်တာဖြစ်တယ်နောက်တစ်ခုကပါလဲခောက်ကြလို့ခောက်တယ်ဆိုတာဘာပုံဆောင်မယ်ထင်လဲခောက်တယ်ဆိုတဲ့ခါကျကျွန်တော်အပြင်တွေသွားရင်ညမိုးချုပ်ပြန်လာရင်တကားခောက်ရင်ချက်ချင်းဖွင့်ရင်ဘာဖြစ်လဲအစင်မပြေဘူးအပြင်မှာနော်တအားကိုဖွင့်စေခြင်းနဲ့စိတ်နှလုံးသားနဲ့ကျွန်တော်တို့ခောက်ဖို့လိုတာဖြစ်တယ်ဆိုတဲ့အရာလေးကိုပြောချင်တာဖြစ်တယ်ဆိုတော့အရန်ကြိုးစားပြီးတော့ခောက်တဲ့ခါကျတော့အထေးကလူကလည်းပဲဘာဖြစ်လဲရေချိုးကမ်းမှာရှိနေလဲသူကြားမှာမဟုတ်ဘူးလေအတန်ကြဲကြဲခောက်ရတယ်တုံတန်တားကျင်လဲအနားမှာရှိရင်တော့ချက်ချင်းလာဖွင့်လို့ရတယ်နော်ချက်ချင်းဖွင့်ရင်တော့ဘာမှမဖြစ်ဘူးလေချက်ချင်းကြားပြီးတော့လာဖွင့်ပေးရင်တော့ဘာမှမဖြစ်ဘူးအဆင်ပြေတယ်ဒါပေမဲ့ရေချိုးခမ်းထဲတို့ဘာလို့ရောက်ပြီးတော့မကြားနိုင်တဲ့နေရာမှာဆိုရင်ကျွန်တော်ဘာလို့ဘူးလူလဲခေါ်ရမယ်မဖွင့်မချင်းခေါ်မယ်မဖွင့်မချင်းကြောခောက်ဖို့ဖြစ်တယ်ဆိုတာလေးနော်ဆိုတော့ဖယားကဒါကိုပြောချင်လဲဆိုလို့ရှိရင်သူ့ကိုအမြဲတမ်းတောင်းဖို့တကားခောက်ဖို့သူ့ကိုအမြဲတမ်းမတွေ့မချင်းရှာဖို့ဖယားကအလိုရှိတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့မှာခွန်အားယူချင်တာဖြစ်ပါတယ်လို့နော်ဆိုတော့ဒီမှာအဖြေကဘာရှိလဲခောက်လင်ဖွင့်မယ်လို့ဂတိပေးထားတာဖြစ်တယ်ခောက်လင်ဖွင့်မယ်လို့ဖယားဂတိပေးထားတာဖြစ်တယ်ပြီးရင်တောင်းသောသူမိဒီကလည်းရမယ်ပေါ့နော်ပြီးရင်ရှာသောသူလည်းတွေ့တယ်ခောက်သောသူအားလည်းတကားကိုဖွင့်လို့ဖယားကဂတိပေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ပြန်ပြောရအောင်ဖယားကဂတိတည်သောဖယားလားဂတိမတည်သောဖယားလားဆိုတဲ့အရာလေးပဲကျွန်တော်တို့ပြန်တွေးကြည့်ရအောင်ဖယားကဂတိတည်သောဖယားဖြစ်တယ်လို့ကျွန်တော်တို့မှတ်ထားဖို့လိုတာဖြစ်တယ်နော်ဆိုတော့ဖယားကကျွန်တော်တို့လူသားတွေလို့ဒီနေ့တစ်ခုပြောပြီးတော့နောက်တစ်ခုပြောင်းသွားတဲ့ဖယားမဟုတ်ဘူးကျွန်တော်ဖယားကမနေ့ယနေ့နောက်ကာလထိတိုင်အောင်မပြောင်းလဲသောဖယားသူရဲ့ချစ်ချင်းမပြောင်းလဲဘူးသူရဲ့ဖြစ်ချင်းလည်းမပြောင်းလဲဘူးကျွန်တော်တို့ကိုကဲတင်ပြီးတော့မှအသက်ပေးပြီးတော့မှရွေးနှုတ်ထားတဲ့ဖယားဖြစ်တယ်ဆိုသူစကားအမြဲတမ်းတည်တဲ့ဖယားဖြစ်တယ်ဆိုတာလေးကိုခံယူစိတ်ချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြန်ပြောကြည့်ရအောင်ကျွန်တော်တို့တောင်းရင်လူချင်းအောင်တောင်းရင်ကျွန်တော်ဘယ်လိုစိတ်ထားရှိရမလဲနှိမ့်ချခြင်းနဲ့တောင်းမယ်ဟုတ်နော်ပြီးရင်တစ်ခါတောင်းပြီးမရဘူးဆိုရင်ဘာလုပ်မှာလဲနှုတ်ဆုံးမှာလားဆက်တောင်းမယ်နော်မရတဲ့အောင်ဆက်တောင်းမယ်ဟုတ်ပြီပြီးရင်နောက်တစ်ခုကရှာကြလုံးရှာမယ်ဆိုရင်လည်းပဲမတွေ့အောင်ဘာလုပ်လဲရှာမယ်တစ်ခါရှာရင်မရှိကွာဆိုပြီးတော့မှစိတ်ဓာတ်ကြပြန်သွားတာမဟုတ်ဘဲနဲ့ဆက်ရှာမှတွေ့ချင်းရှာပါဖယားကဘာပြောလဲဆိုတော့စိတ်နှလုံးအကျွင်းမဲ့ငါ့ကိုရှာတော့သူသည်တွေ့မယ်လို့ပြောထားတာဖြစ်တယ်နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘုရားကိုမတွေ့တိုင်အောင်ရှာဖို့ဖြစ်ပါတယ်နောက်ခါကျတော့ခောက်တယ်ဆိုတာကျွန်တော်တို့အယံဘုရား
ဖျားနဲ့တွေ့ဖို့ကျွန်တော်တို့တကားကိုခေါ်မှာကျွန်တော်အိမ်ခန်းထဲဝင်ချင်တဲ့ခါကျရင်လည်းကျွန်တော်တို့ပိတ်ထားရင်အဆင်မပြေဘူးလေဝင်လို့မရအောင်ကျွန်တော်မဖွင့်အောင်ကျွန်တော်တို့ခောက်တယ်လို့ပဲဖျားကိုရှာဖို့တောင်းဖို့တကားခောက်ဖို့ဖြစ်တယ်ဗျာဒိတ်ကျမ်းထဲမှာပြောလေငါသည်တကားရှိမှရက်တယ်တဲ့တကားခောက်တယ်တဲ့အထက်ကအကျဉ်သူကကြားပြီးတော့မှဗာလဲတကားကိုဖွင့်ပေးဖွင့်ရင်ငါဒီသူနဲ့အတူဝင်ပြီးတော့အတူသူရှိရသူအတူစားမယ်အတူနေမယ်လို့ဖခင်ပြောတာဖြစ်တယ်ဆိုတော့ဒီနေ့ဖခင်ကဒီနေ့လည်းပဲတကားခောက်ရနေ့ကျေးဇူးတော်ကာလနေ့တွေဖြစ်ပါတယ်ကျေးဇူးတော်ကာလမကုန်သေးပါဘူးဆိုတော့ကိုကျွန်တော်တို့ပြန်ပြောပြီးတော့မှအမရစေချင်တယ်ဆိုတော့ကျွန်တော်တို့တောင်းစရာပုံစံတွေကစိတ်နေစိတ်ထားတွေကကျွန်တော်တို့သိပြီးသွားပြီဘယ်လိုရှားမယ်ဆိုလဲသိပြီးသွားဘယ်လိုခောက်မယ်ဆိုတာလည်းသိပြီးသွားပြီဆိုတော့ဒီနေ့ကျွန်တော်ဘာတောင်းမလဲဖယားအလူတော်နဲ့ညီတော်ဆုတောင်းခြင်းဖြစ်ဖို့လူလားမလူလားလူတယ်ဖယားဘုန်းတော်မထင်ရှားမဲ့အရာတွေကျွန်တော်တောင်းမိရင်ဖယားကပေးမှာမဟုတ်ဘူးနော်ကျွန်တော်မိခင်နဲ့ကလေးတွေရှိတယ်နော်ကလေးတွေအန်ဒရဖြစ်စေမဲ့အရာတွေကလေးတွေကတောင်းရင်မိခင်ကမပေးတယ်လို့ပဲကျွန်တော်တို့အတွက်ဖယားနဲ့ဝေးကွာစေနိုင်တဲ့အရာဆိုရင်ဖယားကပေးမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သိဖို့လိုတာဖြစ်တယ်ဆိုတော့ဒီနေ့အပြန်လန်တဲ့မှာတို့တွေဖတ်ထားတဲ့အရာအရင်ခွန်အားရတဲ့အရာတစ်ခုပါလဲဆိုတော့အပြန်လန်ဖတ်ထားတာ44ထဲမှာဖတ်ထားနော်ကျွန်တော်ဒီနေ့ဆွတောင်းချင်တဲ့အရာပါလဲဆိုတော့ကျွန်တော်နားထောင်ကြည့်အောင်နော်အိုးထာဝရဘုရားယခုနှစ်များအတွင်းတွင်အမှုတော်ကိုပြုတော်မူပါယခုနှစ်များအတွင်းတွင်ထင်ရှားစေတော်မူပါနော်အဲ့ဒါလေးကိုအရင်ခွန်အားရတာဖြစ်တယ်ကိုရောဖျားဒီနှစ်မှာတဆုံတစ်ခုဒီ mission field မှာအလုပ်လုပ်ပါကိုရောဖျားဒီနှစ်အတွင်းမှာဒီ mission field မှာပျောက်ဆုံးသောဝိညာဉ်တွေဖမ်းနိုင်ဖို့ကိုရောဖျားမှတ်စပါကိုရောဖျားဒီနှစ်အတွင်းမှာနှစ်ချင်းခံပြီးသောသူများယုံကြည်သောသူများခိုင်မြဲသောယုံကြည်ခြင်းနဲ့ရှောက်လှမ်းနိုင်ဖို့ကိုရောမှတ်စပါကိုရောဖျားဒီနှစ်အတွင်းမှာကိုရောဖျားအမှုပြုတ်ပါဆိုတဲ့အရာလေးကိုဒီနေ့ခွန်အားယူချင်တာဖြစ်တယ်တွေ့လားတွေ့တယ်နော်ဆိုတော့ပြန်ဖတ်မယ်ဩထာဝရဘုရားယခုနှစ်အတွင်းတွင်အမှုတော်ကိုပြုတ်တော်မူပါလို့ပြောတာဖြစ်တယ်ဖယားအမှုပြုတ်ဖို့ကျွန်တော်တို့မလုပ်ရမလဲကျွန်တော်ဆွတ်တောင်းရမယ်ဖယားကျွန်တော်တို့ဒီမှာအမှုပြုတ်စေချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မတက်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဖယားမပါဘူးဆိုရင်ကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ဆွတ်တောင်းရမယ့်အချက်ထဲမှာဖယားဒီနေ့ကစပြီးဒီနေရာမှာချစ်ချင်းမေတ္တာတူပွားစေပါဘုရားသခင်ဒီနေ့ကစပြီးဒီနေရာမှာစေလုံးချင်းနော်တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာနဲ့ဝမ်းသာခြင်းဝမ်းမြောက်ခြင်းတွေနဲ့ရှောက်လန်းနိုင်ဖို့ကိုတော့ဖျားမဆပါအထူးသဖြင့် mission နေရာဖြစ်တဲ့အတွက်ကြောင့်မယုံကြည်သူများပြားလာရောက်တဲ့နေရာဝတ်ပြုတဲ့နေရာကိုတော့ဖျားဘုန်းတော်ထင်ရှားစေသောနေရာဖြစ်ဖို့မဆပါဆိုပြီးတော့စတောင်းဖို့ဖြစ်တယ်ဒါတော့နော်အဲ့ဒါကိုဆွတောင်းစေချင်တာဖြစ်တယ်ခွန်အားယူဖို့လည်းဖြစ်တယ်ကျွန်တော်တို့လူအနေနဲ့တော့ကျွန်တော်တို့ငွေတောင်းတယ်ငွေကြီးတောင်းတယ်နော်လူနေကြမ်းမာဖို့တွေတောင်းတယ်အကောင်းဆုံးနေနိုင်ဖို့တွေကျွန်တော်အများကြီးတောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့တောင်းစေချင်တာကတော့ဖယားအမှုပြုတ်ဖို့ဖယားအလိုတော်ရှိတဲ့အတိုင်းဒီမှာအမှုပြုတ်ဖို့အလုပ်လုပ်ဖို့ကျွန်တော်ဆွတောင်းချင်တာဖြစ်ပါတယ်လို့နော်ဆိုတော့ဒီမှာရောက်လာတဲ့တယောက်ချင်းစီတိုင်းယုံကြည်သူမယုံကြည်သူတယောက်ချင်းစီတိုင်းပေါ်မှာဖယားရဲ့အမှုပြုတ်ခြင်းရှိသွားရင်အယောက်ချင်းစီတိုင်းကဘာဖြစ်သွားမလဲအသက်တာထဲမှာဝမ်းမြောက်ခြင်းဖယားရဲ့ချစ်ခြင်းပျော်ရွှင်ခြင်းတွေနဲ့ငြိမ်သက်ခြင်းတွေနဲ့ရှိလာတဲ့အသက်တာတွေပိုင်ဆိုင်လာမှာဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီနေ့မှာအနှင်းငယ်ဝင်ငါရင်နဲ့
ဆုံးသက်ပါတယ်လို့နော်ဆိုတော့ကျွန်တော်တို့ဆွတောင်းမဲ့အရာလေးတစ်ခေါက်ပြန်ဖတ်ရအောင်အိုးထာဝရဘုရားယခုနှစ်များအတွင်းတွင်အမှုတော်ပြုတော်မူပါယခုနှစ်များအတွင်းတွင်ထင်ရှားစေတော်မူပါနော်အဲ့ဒါလေးကိုခွန်အားယူချင်တာဖြစ်ပါတယ်လို့နော်ဆိုတော့ကျွန်တော်အသက်တာတွေမှာခန်းချောင်းနေတဲ့အရာတွေကျွန်တော်အသက်တာတွေမှာညှိတွားနေတဲ့အမှုရာတွေအလုံးပျောက်ပြီးတော့မှဖရာရဲ့မဆတ်ခြင်းအသစ်တော်အသက်တာအသစ်တော်vision အသစ်တော်အနာဂတ်အသစ်တော်မျှော်လင့်ခြင်းအသစ်တော်ယုံကြည်ခြင်းတွေနဲ့ကျွန်တော်တို့